ဒီကနေ့တော့သစ္စာသိအောင်လုပ်ပါလို့တိုက်တွန်းကြပါတယ် မှန်ပါဗျာ ဒကာမတို့တတ္တဝါတွေကဘာကြောင့်တန်တရာဝဒုက္ခကမလွတ်နိုင်ကြတယ်လဲဘာကြောင့်တန်တရာရှိတယ်လဲလို့မေးလို့ရှိရင်အမှန်တရား၄ခုသစ္စာ၄ပါးမသိကြလို့တန်တရာရှိတယ်လို့မှတ်ကြ မှန်ပါဗျာ ဖျားဖြစ်တော်မူလာတာတတ္တဝါတွေကိုသစ္စာတရားဟောပြဖို့ဖျားပွင့်လာတာပဲလို့ဟောတော်မူတယ် မှန်ပါဗျာ ဖျားကသစ္စာမသိခင်တန်တရာတစ်လျှောက်မှာပုံစံမျိုးမျိုးဖြစ်မျိုးမျိုးနဲ့ကျင်လည်ခဲ့ရပြီတင်တို့တွေဟာလည်းဒီအတိုင်းပဲဖြစ်မျိုးမျိုးပုံစံမျိုးမျိုးထွေတွေနဲ့ကျင်လည်ခဲ့ကြရတာပဲခုကမှဖျားရှင်အမှန်တရားသစ္စာလေးပါးသိမြင်ပြီးဖျားဖြစ်တော်မူခဲ့တယ်ဒီအချိန်မှာတန်တရာဒုက္ခမျိုးမျိုးတွေကကြွလွတ်ခွင့်ရပြီတန်တရာဇတ်သိမ့်ခဲ့ပြီဒါကြောင့်တင်တို့တတ္တဝါတွေရဲ့တန်တရာဒုက္ခမြင်လို့သိလို့ဒီဒုက္ခကလွတ်မြောက်နိုင်အောင်သစ္စာတရားဟောပြဖို့ဖျားပွင့်လာရတာပဲလို့ဟောတော်မူတယ် မှန်ပါဗျာ ဒီတော့တန်တရာဒုက္ခကလွတ်ချင်ရင်တန်တရာတိုးချင်ရင်သစ္စာသိဖို့လိုတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ်ကြပြီလား မှန်ပါဗျာ သစ္စာသိအောင်ဘာလုပ်ရမလဲလို့မေးเสียရှိတယ်ဝိပဿနာအလုပ်လုပ်ရမယ်လို့မှတ်လိုက်ကြ မှန်ပါဗျာ ဒါကြောင့်ဒကာဒကမတွေသစ္စာသိချင်ရင်ဝိပဿနာရှုရမယ် မှန်ပါဗျာ ဝိပဿနာမရှုရင်မသိနိုင်ဘူး မှန်ပါဗျာ ဝိပဿနာရှုမှသာသစ္စာသိနိုင်မှာမရှုရင်ပြောတယ်ညာသစ္စာပဲသိမယ်ဆိုတာမှတ်ကြ မှန်ပါဗျာ ဝိပဿနာရှုမှသစ္စာကိုအဟုတ်သိဖြစ်မယ်အဲ့ဒီလိုသိမှသမုဒိယသိမှသမုဒိယသိအောင်သိတဲ့အသိမှသစ္စာဆက်ပဲလို့ဆုံးဖြတ်ချက်ချကြ မှန်ပါဗျာ တဆင်ကြအနုတဝနာအတိမျိုးစာတိမျိုးမဟုတ်ဘူးမဲ့ညာနဲ့ထိုးထွင်းပြီးသိတဲ့အတိမျိုးသာလိုတယ်လို့မှတ်လိုက်ကြ မှန်ပါဗျာ သစ္စာသိရမယ်ဆိုတော့သစ္စာကိုတခြားမှသွားသိဖို့မဟုတ်ဘူးသစ္စာကမိမိခန္ဓာထဲမှာသိအောင်ရှိတယ်ခန္ဓာထဲမှာရှိတဲ့ယုံနာကလေးတွေကိုမြင်အောင်သိအောင်ကြည့်ရမှာပဲခန္ဓာမှာယုံနာလေးတစ်ခုခုပေါ်လာရင်ဘယ်လိုဖြစ်တယ်လဲလို့ဉာဏ်နဲ့အကဲခတ်ကြည့်ရင်ပေါ်လာတဲ့ယုံနာလေးကဖြစ်ပြီးပြတ်သွားတာကိုတွေ့မြင်ရမယ် မှန်ပါဗျာ အဲ့ဒီလိုဉာဏ်နဲ့ဖြစ်ဖြစ်ဒုက္ခသစ္စာကိုမြင်ရတွေ့ရမှသစ္စာသိတာပဲလို့မှတ်လိုက်ကြ မှန်ပါဗျာ ပဲဒီရင်တော်ကြစို့ ညောင်ရီမြင့်တန်ကြားပြည်သူများရှင်တက္ကရာ1286ခုနှစ်မှာအရှင်ဝိမလဟာတက်တော်26နှစ်တိတ်ခါတော်6ဝါရှိပြီဖြစ်ပါတယ်။ဆရာကောင်းတို့ပဲပိသားစွာဖြင့်အဘိဓမ္မာညဝါများကိုနိုင်နိုင်နေနေတွင်တွင်ကျဲကျဲပို့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါအပြင်တရားဝင်များလာရောက်ပင့်ဆောင်မှာကလည်းလိုက်လံဟောပြောပေးပါတယ်။ရှေ့ပိုင်းကာလမှာဆရာများကတရားမဟောဖို့တားမြစ်ကြတာဟာစာပေသင်ကြားရေးကိစ္စများမှာရော့သွားမှာဆိုလို့ဖြစ်ပါတယ်။အခုခါမှာတော့စာပေသင်ကြားရေးဘက်မှာကိစ္စပြီးစီးပြီးမို့တရားဟောဖို့ချိန်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။အရှင်ဝိမလတရားဟောကြားပုံနဲ့ပတ်သက်လို့ဆရာတော်ဗဒနာအာလောကမှအခုလိုမိန့်ကြားတော်မူခဲ့ပါတယ်ရှင်။ ဦးဇင်းများတို့ရဲ့နန္ဒကိုအင်းကျေးဇူးတော်ရှင်ဖြစ်တော်မူတဲ့မောဂုတ်ဆရာတော်ဘုရားကြီးတို့ရဲ့လောင်းလျာအရှင်ဝိမလတို့ခေတ်ကရလဲဓမ္မဂတိကတွေခေတ်စားခဲ့ကြပါတယ်ပေါ်များခဲ့ကြပါတယ်လူကြိုက်လဲများခဲ့ကြပါတယ်အဲ့ဒီခေတ်ကတရားဟောတဲ့နေရာမှာအလံကိုအပိအဟိုင်အဆိုင်အငင်တွေနဲ့ဟောကြတာကိုအဲ့ဒီလိုဟောနိုင်မှလည်းပဲ
ဓမ္မဂတိကဆိုတာဖြစ်ကြတာကိုအချို့ဓမ္မဂတိကတွေများဇာပွဲနဲ့တောင်မှပြိုင်းပြီးတော့ဟောကြတယ်ဆိုပဲမိုးကုတ်ဆရာတော်လောင်းလျာလေးအရှင်ဝိမလကတော့အတန်ကိုအပိအဟအရှအင်္ဂင်တွေနဲ့မဟောပါဘူးရိုးရိုးပဲဟောပါတယ်အရှင်ဝိမလကရိုးရိုးဟောတာတောင်မှတန်ကအောင်လဲအောင်တယ်ကျေလဲကျေပါတယ်တရားဟောခဲ့တဲ့နေရာတွေကတော့အမရပူရမြို့ဥပိန္ဒရာရဲ့နေတောင်မင်းကြီးဖရာရင်ပြင်းတို့အဲ့ဒီနာကတတ္တဌာနရေလောင်းဇေယတစောင်းတို့မှာဟောခဲ့ပါတယ်ဒါအပြင်အမရပူရမြို့လေအောင်မြေရှိပုံမြတ်စွာဘုရားတောင်ပဲဇေယမှာလည်းပဲဟောခဲ့ပါတယ်အမရပူရမြို့လေကဝါတွင်ကာလတွေမှာဆိုရင်တော့အမရပူရမြို့လေကရက်ွက်တွေမှာရှိတတ်တဲ့ဥပုသ်ဇေယတွေမှာလည်းပဲလိုက်ပြီးတော့ဟောပေးခဲ့ပါတယ်ဒီကနေ့ဒုက္ခသစ္စာအကြောင်းကိုပြောမယ်တရားနာကြတဲ့တရားဓမ္မတွေဒီခန္ဓာကိုယ်ကြီးရဲ့အမှန်သွားရလမ်းဟာသုတ်တန်လမ်းလို့မှတ်ထားကြပါအခုတရားနာနေတယ်ဆိုတာလေအခုတရားနာနေတယ်ဆို냐တော့လေထိုင်နေရင်သုတ်တန်ကိုသွားနေတယ်လို့မှတ်ထားကြပါမရဏံပိဒုက္ခသစ္စာလို့ဆိုသည့်အတိုင်းဒုက္ခသစ္စာစီကိုမရောက်အောင်သွားနေတယ်လို့မှတ်ပါသုတ်တန်သွားလမ်းကိုဘယ်သူကပို့နေတာပါလိမ့်မလို့လို့မေးလို့ရှိရင်ဇာတိကသရာစီကိုပို့တယ်သရာကဗျာတိစီကိုပို့တယ်ဗျာတိကမရဏစီကိုပို့တယ်သုတ်တန်သွားလမ်းကိုဇာတိကပို့နေတယ်ဆိုတာထင်ရှားပါပြီတရားဓမ္မတို့ဇာတိပိဒုက္ခသစ္စာပဋိသန္ဓေနေမှုကလည်းဆင်းရဲတာပဲသရာပိဒုက္ခသစ္စာခန္ဓာရလာတော့အိုခြင်းဒုက္ခတွေနဲ့တွေ့ရပြန်ပြီဗျာတိပိဒုက္ခသစ္စာနာခြင်းဆင်းရဲနဲ့ကြုံရတယ်မရဏပိဒုက္ခသစ္စာတေခြင်းဆင်းရဲစီကိုမရောက်ခြင်းနဲ့ရောက်ရတယ်ဆိုတာဇာတိရှိခဲ့လို့ပါတရားဓမ္မတို့ဒါကြောင့်ဇာတိသိမ့်လို့ရှိရင်သုတ်တန်သွားတဲ့ခြေလံသိမ့်ပြီလို့အောင်းမေးပါသုတ်တန်သွားတဲ့ခြေလံသိမ့်ဖို့မဲခင်အလုံးကိုကြိုးစားအားထုတ်ရမယ်ကြိုးစားကြပါလို့လည်းတိုက်တွန်းပါတယ်ဒီနေ့ဒီရင်တော်ကြစို့မြောက်ရီရုပ်မြင်တန်ကြားပြည်တညာရှင်သက္ကရာ1289ခုနှစ်အရှင်ဝိမလယဟန်9ဝါရချိန်မှာတော့ဥယျာဉ်တော်ရွာရှိမေတော်ကျမ်းမာရေးချွေရင်းလာတာကြောင့်တွားရောက်ပြုစုခဲ့ပါတယ်မေတော်ရဲ့နောက်ဆုံးဆန္ဒအတိုင်းတန်ဃာတော်အရှင်သူမြတ်များအားပင့်ဖိတ်ပြီးတပိတ်သင်္ကန်းတို့ကိုလှူဒန်းစေခဲ့ပါတယ်မေတော်ဟာတန်ဃာတော်များအားတပိတ်သင်္ကန်းတို့ကိုကိုယ်တိုင်ကပ်လူကရေစက်ချအမျှပေးဝေပြီးတဲ့နောက်မျက်နာမူရာကြည်လင်စွာဖြင့်ကွယ်လွန်နှိမ့်ဆရောက်သွားပါတယ်ခမဲတော်ကြီးကတော့အရှင်ဝိမလယဟန်9ဝါရချိန်ကပဲကွယ်လွန်သွားခဲ့ပါတယ်ခမဲတော်နဲ့မေတော်ကွယ်လွန်ခြင်းဟာအရှင်ဝိမလအတွက်အနိစ္စသဘောကိုဆင်ញင်မိပြီးတရားဘက်သို့ဆက်ရောက်အောင်တွန်းပို့ပေးတယ်လို့လည်းဖြစ်ခဲ့ရပါတယ်ရှင်မိုးကုတ်ဆရာတော်လောင်းလျာအရှင်ဝိမလဟာစာချဘုန်းကြီးတစ်ပါးဖြစ်နေလဲအောင်မြင်ပါတယ်ဓမ္မဂတိကဖြစ်နေတရားဟောတရားပြရမှာလဲအလွန်ကောင်းပါလေအဲ့ဒီလိုစာချဘုန်းကြီးဓမ္မဂတိကအပြင်ကြံပြုအရာမှာလည်းပဲထင်ရှားပြောကြားခဲ့ပါတယ်စာသင်သားတွေစာဝါလိုက်တဲ့နေရာမှာလွယ်ကူစေဖို့ယမိုက်ဆိုင်ရာယမကမစ္စရိကျမ်းကြီးကိုတစ်နှစ်ခန့်ချိန်ယူရေးသားပြီး1289ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်အဲ့ဒီကျမ်းကြီးကိုလည်းပဲစာသင်သားတွေကနှစ်သက်လက်ခံခဲ့ကြပါတယ်စာသင်သားတွေအတွက်ကျေးဇူးများတဲ့ကျမ်းစာတစ်စောင်ပြုစုပေးတော်မူခဲ့တဲ့အရှင်ဝိမလကိုလည်း
လေးလေးစားစားနဲ့ကျမ်းပြုဆရာတော်တစ်ပါးအဖြစ်တိမှတ်ပြုခဲ့ကြပါတယ်အဲ့ဒီလိုနဲ့စာချဆရာတော်လေးအရှင်ဝိမလဟာကျမ်းစာတွေကိုရေးသားရင်းစာချရင်းတစ်ဖက်မှာလူတွေကိုတရားဟောရင်းနဲ့လုပ်ကိစ္စတွေကြားမှာနစ်မြုပ်နေခဲ့ပါတယ်သံဃာတွေကြားနဲ့လူတွေကြားမှာအလုပ်ကိစ္စတွေနဲ့ကြားများနေတဲ့အရှင်ဝိမလကိုငယ်စဉ်ကတည်းကအကိုကြီးရင်းပံမှာအနိကဆုံးမသွန်သင်လာခဲ့တဲ့ဘုန်းတော်ကြီးဥနာကဝန်သားကတရားဟောတာဟာကုသိုလ်ရယုံပါပဲကွာစာချတာလည်းထို့အတူကုသိုလ်ရယုံပါပဲဒါကြောင့်ရေးကြည့်တဲ့ကိုယ်ကိစ္စတွေကြီးစည်းဖို့လုပ်ဖို့လိုပါသေးတယ်ယခုချိန်ရောက်ပါပြီတတိပေးတော်မူခဲ့ပါတယ် ဝင်ဒီဟာကောင်းလာပါဦးလဲကြီးကဥမလာသိတာ သိပါဗျာ အေးသိရခဏတော့ခေါ်ယူ ဟုတ်ရ ဝေးမလား ဗျာ မင်းလည်းနေတိုင်းတရားဟောရအစားစားနဲ့ပင်ပန်းရောပေါ့ သင်္ကန်းပါဦးဗျာ အေးတရားဟောတာကတော့ကုသိုလ်ရအောင်ပါပဲကွာစားကြတာလည်းထို့တူပဲကုသိုလ်ရအောင်တော့ပါပဲအဲ့ဒါကြောင့်ကိုယ်ကိစ္စကိုစိတ်ကြရအောင်လုပ်ဖို့လိုသေးတယ် မှန်ပါဗျာ ခုအချိန်ခါရောက်နေပြီဝိပဿနာလုပ်ဖို့လည်းကြိုးစားပြီးအားထုတ်ပါအောင် မြောက်ရီရုံမြင့်တန်ကြားပြည်သက်များရှင်ဘုန်းတော်ကြီးဦးနာခဝင်းသားရဲ့တတိပေးဆုံးမစကားကိုကြားရချိန်မှာတော့ကျမ်းပြုစာချဓမ္မကတိကကိုရော်လေးဦးမလဟာရင်ထဲမှာဒိန်ကနေတုံလုံးခြောက်ချသွားခဲ့ရပါတယ်။ဒါကြောင့်လည်းဖက်ဖက်မနေကတွေးတောဆင်ခြင်ပြီးတဲ့နောက်မှာအရှင်ဝိမလဟာစာချခြင်းစာပြန်ခြင်းတရားဟောခြင်းတို့ကိုအတိုင်းအတာကန့်သတ်လိုက်ပါတော့တယ်။အဲ့ဒီလိုသူ့ဇရာဝင်တဲ့သူဆောင်ရွက်ဖို့လှုပ်ဆောင်ပြီးတဲ့နောက်မှာတော့ကျန်တဲ့အချိန်တွေကိုကိုယ့်ကိစ္စအတွက်အချိန်သတ်မှတ်ခါတရားအလုပ်ကိုစိတ်ပါလက်ပါကြိုးစားအားထုတ်လှုပ်ဆောင်တော်မူခဲ့ပါတယ်။အရှင်ဝိမလဟာပရိပတ်တိဘက်ကိုလွန်စွာမှစိတ်ညွတ်ပြီးအားထုတ်လှုပ်ဆောင်နေခဲ့ပြီဖြစ်ပေမဲ့ပရိယတ္တိသာသနာအတွက်တာဝန်တွေကိုမလစ်ဟင်းရအောင်ထမ်းဆောင်နေစေဖြစ်ပါတယ်။ပြီးဒီမှာညဝါပို့ချမှုများကိုလည်းနေ့စဉ်မပြတ်မကွက်ပို့ချပေးခဲ့ရှိသလိုစာသင်သားတန်ခါများဟာလည်းရှိရလိုပဲရောက်လာမစဲတဲတဲရှိနေပါတော့တယ်ရှင်။ ကုသလောကုသလောကုသိုလ်ဖြစ်တော်ကုသိုလ်ဖြစ်တော်ဓမ္မောဓမ္မောတရားတိတရားတိကုသလတာကုသလတာကုသိုလ်ဖြစ်တော်ကုသိုလ်ဖြစ်တော်ဓမ္မတာဓမ္မတာတရားအားတရားအနန္တရပစ္စေနာအနန္တရပစ္စေနာအနန္တရပစ္စယတတ္တိဖြင့်အနန္တရပစ္စယတတ္တိဖြင့်ယောယေစုပြုတိယေစုပြုတိဟောတိဖြစ်ဟောတိဖြစ် ဦးဇင်းတို့ရဲ့ကျေးဇူးတော်ရှင်ဖြစ်တဲ့ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဟာညဝါကျော်ဖြစ်တဲ့ဆရာကြီးဦးအောင်ရဲ့ထံမှာကိုရင်ဘွားနဲ့6နှစ်ရဟန်းဘွားနဲ့6နှစ်စုစုပေါင်း12နှစ်လောက်ဝိဓမညဝါတွေကိုတည်တည်ချာချာကြာကြာနာနာနိနိကကလက်ထက်သင်ယူခဲ့ရတာဆိုတော့ဝိဓမနဲ့ပတ်သက်လာလို့ရှိရင်ကောင်းစွာဟောနိုင်ပြောနိုင်ရေးသားနိုင်ပို့ချနိုင်တယ်ဒါကြောင့်လည်းပဲဆရာတော်ဤစီမှာစာလိုက်ကြတဲ့စာသင်သားတန်ဃာတော်တွေကတို့ရဲ့စာချဆရာတော်ဖြစ်တဲ့ဆရာတော်ဦးဝိမလဟာသဘောအဓိပ္ပာယ်နဲ့မထမ်းချတဲ့နေရာမှာသိပ်ပြီးတော့ကောင်းတာပဲ
အများနားမလဲတာတွေကိုနားလဲအောင်မရှင်းတာတွေကိုရှင်းအောင်ဥပမာဥပမာတွေနဲ့ဆောင်းပြီးတော့သဘောတိတ်ပဲနဲ့ပဋ္ဌာန်းချတဲ့နေရာမှာသိပ်ပြီးတော့ကောင်းတယ်ဆရာတော်ဥဒ္ဓမသာမီတို့ဆရာတော်ဥဟာဆရာတို့ကတော့တရုတ်တွေသိမ့်နိုင်ရတာပဲတရုတ်တွေကိုသူ့အပုံလေးနဲ့သူတူရပုံပြီးတော့တရုတ်နဲ့ခြားကြတဲ့နေရာမှာပဋ္ဌာန်းချတာသိပ်ကောင်းကြတာပဲသူ့နေရာနဲ့သူ့နီးနဲ့သူပဋ္ဌာန်းချတာတော်ကြတာပဲလို့မင်္ဂလာတိုက်ပြင်မှာစာလိုက်ကြတဲ့သာသနာတန်ဃာတော်တွေကမင်္ဂလာတိုက်ရဲ့စာချဆရာတော်ကြီးတွေကိုဒီလိုပဲချီးကျူးတော်မူခဲ့ကြပါတယ်ဒါပေမဲ့စာချဆရာတော်လေးဖြစ်တဲ့ဆရာတော်ဦးမလာကတော့သူ့ရဲ့ဆရာဖြစ်တဲ့ဆရာကြီးဦးအောင်ကိုမမိဘူးလို့ဒီလိုပဲခံယူထားပါတယ်သာသနာဖြစ်တဲ့သာသနာတန်ဃာတော်တွေကိုဆရာတော်လေးဦးမလာကဒီလိုမိန့်ရှိခဲ့ပူပါတယ်ရှင်ဖျားတို့တပည့်တော်တို့ရဲ့စာချဆရာဖြစ်တဲ့ဆရာကြီးဦးအောင်ကပြောခဲ့ပူပါတယ်သူ့ကိုစာတင်ပေးတဲ့ဆရာတော်ကြီးဥဒေဇဟာမန္တလေးမြို့မန္တလာယာမတိုက်တီဆရာတော်ဘုရားကြီးပါအမရပူရမြို့ဟောင်းပြည်ကျောင်းတိုက်ကပြောင်းလာတာမို့လို့ပြည်ဆရာတော်လို့လည်းပဲနာမည်တွင်ပါတယ်ပြည်ဆရာတော်ဖြစ်တဲ့ဆရာတော်ဘုရားဥဒေဇဟာအဘိဓမ္မာညဝါနဲ့ပတ်သက်လာလို့ရှိရင်ကောင်းစွာနိုင်နေတော်မူတယ်မာတိကာဓာတုကထာယမိုက်ပဋ္ဌာန်းဘယ်နေရာကပဲမေးဘယ်နေရာကပဲဆန်းမေးခြင်းတဲ့အချိန်မှာမေးအချိန်မရွေးဒိုးကနေတောက်ကနေဓာတ်ကနေဒီလိုဖြည့်နိုင်တော်မူပါတယ်အဲ့လိုအဘိဓမ္မာကိုနိုင်နေတော်မူလို့လည်းပဲအဘိဓမ္မာရဲ့အောက်ပိုင်းအလယ်ပိုင်းအထက်ပိုင်းမာတိကာဓာတုကထာယမိုက်ပဋ္ဌာန်းတွေကိုတစ်ချိန်နဲ့တစ်ပြိုင်နဲ့ပို့ချနိုင်တယ်ဘလို့ပို့ချသလဲဆိုလို့ရှိရင်ကျောင်းခမ်းမကြီးထဲမှာဒီဘနာကဓာတုကထာဆိုကြမဲ့တန်ဃာတော်တွေကိုတဝိုင်းခုနားလေးမှာယမိုက်ဆိုကြမဲ့တန်ဃာတော်တွေကိုတဝိုင်းဟိုဘနာကြတော့ပဋ္ဌာန်းရွတ်ကြမဲ့တန်ဃာတော်တွေကိုတဝိုင်းအဲ့လိုဝိုင်းသုံးဝိုင်းဖွဲ့သေးပြီးတော့ဝိုင်းသုံးဝိုင်းရဲ့အလယ်မှာဆရာတော်ဘုရားကြီးကကလထိုင်ကြီးပေါ်ဝင်းထိုင်ပြီးကဲရွတ်ကြဆိုကြဆိုရွတ်ခိုင်းဆိုခိုင်းပြီးတော့ဆရာတော်ကြီးကနားဆွင့်ပြီးတော့နေတယ်အဲ့ဒါတဝိုင်းဝိုင်းကမှားသွားပြီဆိုလို့ရှိရင်ဆရာတော်ဘုရားကြီးကလှမ်းပြီးတော့ထောက်ကနေဓာတ်ကနေလှမ်းပြီးတော့ထောက်တယ်ဆရာတော်ဘုရားကြီးကဝိုင်းသုံးဝိုင်းရဲ့အပေါ်မှာနားဆွင့်ထားတာဆိုတော့မှားရင်မှားမှန်တန်းပြီးတော့သိတယ်အဲ့လိုအဘိဓမ္မာစာဝါတွေကိုအဲ့လိုပို့ချတော့2ဝါ3ဝါတစ်ချိန်နဲ့တစ်ပြိုင်နဲ့ပို့ချလို့ရတယ်လို့ပြောနိုင်တာပေါ့ဆရာတော်ကြီးဖြစ်တဲ့ဆရာတော်ဥဒေဇအကြောင်းကိုသူ့ရဲ့ဆရာဖြစ်တဲ့ဆရာကြီးဦးအောင်ကအဲ့လိုပဲချီးကျူးခဲ့ပါတယ်နောက်ဆရာကြီးဦးအောင်ကဘာဆက်ပြောသေးတယ်လဲဆိုတော့တို့ဆရာကိုအားကြပြီးတို့ဆရာလိုဖြစ်အောင်ကြိုးစားမယ်ဆိုပြီးတော့ကြိုးစားတာပဲဒါပေမဲ့တို့ဆရာဖြစ်တဲ့ဆရာတော်ဘုရားကြီးဥဒေဇကိုမမိပါဘူးစာလာပြီးမင်းပြီဆိုလို့ရှိရင်ယမိုက်ဖြင့်ယမိုက်ပဋ္ဌာန်းဖြင့်ပဋ္ဌာန်းတစ်ချိန်မှာတစ်မျိုးပဲပြောလို့ဖြေလို့ရတယ်ဒါပေမဲ့ဆရာကြီးဦးအောင်အိတ်နေပါသေးအောင်အဲ့ရကနှိုးပြီးတော့မေးမယ်ဆိုရင်ဆရာကြီးဘယ်နေရာမှာတော့ဖြင့်ဘလို့ဖြစ်နေတယ်ဘယ်နဲ့တုံးလို့မေးရင်ဒိုးကနေတောက်ကနေဓာတ်ကနေဆရာကြီးဦးအောင်ကတန်းပြီးတော့ဖြေနိုင်တယ်ဆရာကြီးဦးအောင်ကလည်းအဲ့ဒီလောက်ထိကိုတော်တာပါပဲအဲ့ဒါကိုပဲတပည့်တော်ကလည်းအားကြလွန်းလို့တို့ဆရာကြီးလိုဖြစ်အောင်ကြိုးစားမယ်ဆိုပြီးတော့ကြိုးစားတာပဲဒါပေမဲ့ဆရာကြီးကိုမမိပါဘူးစာလာမေးပြီဆိုလို့ရှိရင်ဆရာကြီးလိုတန်းပြီးတော့မဖြေနိုင်တော့ဘူးပစ္စည်းကဘာတော့ပစ္စနိတ်ကဘာတော့မေးမြန်းပြီးမှစစ်ပြီးမှဖြေနိုင်တော့တယ်လို့ရှေ့ကိုနောက်ကမမီတော့ဘူးလို့သာချဆရာတော်လေးဦးမလာကအဲ့လိုအမိန့်ရှိခဲ့ဘူးပါတယ်နေခန္ဓာယောဤဥပစယောအစတမျိုးတို့ရတဖို့ယောမဆုံးခင်ဖြစ်ခြင်းဟူသမျှသည်၎င်းတန်တတိခေါနောဆက်ဆက်အထထဖြစ်ခြင်းသည်၎င်းသရတာရင့်ရောသည်အဖြစ်သည်၎င်းအနိစ္စတာမမြဲသည်အဖြစ်သည်၎င်းလက္ခဏာရူပနာမလက္ခဏာယောမြည်၏မြောက်ရည်မြင့်တန်ကြားပြည်သက်များရှင်ဆရာကြီးဦးမရှိတော့တဲ့နောက်မှာကြံရစ်တဲ့တပည့်ကြီးများကအသီးသီးတာဝန်ခွဲဝေပြီးအဘိဓမ္မာညဝါတွေကိုပို့ချပေးနေကြပါတယ်တပားကမာတိကာတပားကဓာတုကထာတပားကယမိုက်တပားကပဋ္ဌာန်းစသဖြင့်တာဝန်ခွဲဝေပြီးနေ့စဉ်မပြည့်ပို့ချပေးနေကြပါတယ်ဒီလိုစာချရမှာတပားနဲ့တပားစာချချိန်မတိုက်အောင်အချိန်ကိုလွှဲထားပေးကြပါတယ်ဒါဟာစာသင်သားများအနေနဲ့မာတိကာသင်္နီယမှာရ
ယမိုက်သို့မဟုတ်ဓာရုကထာသို့မဟုတ်ပဋ္ဌာန်းစသဖြင့်အခြားမိမိထပ်မံလိုက်လို့တဲ့ညဝါများကိုသွားလိုက်နိုင်အောင်စီစဉ်ပေးထားခြင်းဖြစ်ပါတယ်။ဆရာတော်အရှင်ဝိမလအနေနဲ့လည်းတပည့်များကိုစာချက်ရုံတက်တာမဟုတ်တော့ပဲတရားအလုပ်တွေကိုတည်တံ့အချိန်ပေးပြီးလက်တွေ့အလုပ်လုပ်နေခဲ့ပြီဖြစ်ပါတယ်။ဒါအပြင်မိမိလိုပဲတခြားသူများကိုလည်းတရားထုတ်လို့စိတ်ဖြစ်ပေါ်လာအောင်ပုရုษနလင်းပြကျမ်းဆိုတဲ့ကျမ်းငယ်လေးတစ်စောင်ကိုလည်းရေးသားပြုစုခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့တက်တော်29နှစ်ဝါတော်10ဝါရလာပြီဖြစ်လို့မထေရစင်းဝင်လာခဲ့ပြီဖြစ်တဲ့အရှင်ဝိမလဟာပရိယတ္တိသာသနာတော်အတွက်ရောပရိပတ်တိသာသနာတော်အတွက်ပါတာဝန်တွေကိုနေ့စဉ်မပြည့်ထမ်းရွက်လျက်ရှိပါတယ်ရှင်။